အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဘူးဒရပေါင်း channel ကနေကြိုဆိုပါရခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်ရဲ့ညီမငယ်လေးတွေအတွက်ဘူးဒရရစီမယ်ငရဲတရိတ်ဆန်ပိတ်တာအတူတကယ်ဒီပုံလေးမျိုးတွေကနေပြီးတော့နောက်ဆုံးပုံဖြစ်တဲ့အတူတကယ်ပုံအကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာအတူတကယ်ပုံဟာဆိုရင်တကယ်တော့ပိတ်တာအမျိုးနွယ်ဝင်တွေပဲဖြစ်ပါတယ်ခင်ဗျာအတူတကယ်ပုံဟာအတူရမျိုးနွယ်တွေနဲ့အနှဲငယ်ဆက်ဆက်မှုရှိပါတယ်အတူရတွေထဲမှာတကိုးကြီးတဲ့အတူရတွေကနတ်အတူရတွေဖြစ်ပြီးဘုံတကိုးမရှိတဲ့အတူရတွေကတော့ပိတ်တာအမျိုးအနွယ်တွေပဲဖြစ်တယ်။ဒါကြောင့်ပထမဦးဆုံးအတူရ5မျိုးအကြောင်းကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။အတူရ5မျိုးရှိပါတယ်။နံပါတ်1ပထမဦးဆုံးကတော့ဝေဘာစိတ်တဲ့အတူရဒီအတူရမျိုးနွယ်တွေကတော့နတ်အတူရတွေပဲဖြစ်ပါတယ်ခင်ဗျာ။ဒီအတူရနတ်တွေကမြင့်မို့တောင်ကြီးမှာနေပြီးတာဝရေတာနတ်တွေလောက်တကိုးအရှင်ဝါမကြည့်ဘူးကိုရောင်ကိုဝါလည်းမတောက်ပေမဲ့တကိုးအတင်းစီးတဲ့နတ်တွေပဲဖြစ်ပါတယ်ဒီအတူရနတ်တွေကနတ်တွေရဲ့အရှင်သခင်တရားမင်းနဲ့မကြာခဏစစ်ခင်တဲ့ဝေဘာစိတ်တိပဟာရတာနတ်အမျိုးနဲ့ဝေတွေပဲဖြစ်ပါတယ်နံပါတ်2ဝိနိပါတိကအတူရပထမအဦးဆုံးနတ်တွေလောက်တကိုးမကြည့်မပေမဲ့တကိုးအနှဲငယ်ရှိတဲ့နတ်တွေနတ်မွားနတ်တူရတွေပဲဖြစ်ပါတယ်ခင်ဗျာဒီနတ်အတူရတွေကသူတို့ကိုယ်တိုင်တကိုးမကြည့်ပေမဲ့တကိုးအစိမ်ဝါကြီးမားတဲ့ဘုံမစိုးနတ်တွေကိုမိခိုးပြီးအထက်ကနတ်တွေထက်တကိုးသေးသိမ့်တဲ့အတွက်သူတို့ကိုဝိနိပါတိကအတူရလို့ခေါ်ပါတယ်နံပါတ်3ဝေမာနိကအတူရဒီအတူရတွေကတော့တခါတရံမှာနတ်စည်းစိမ်တွေကိုခံစားရပြီးတခါတရံမှာတော့ပိဋ္ဌတွေရဲ့ဆင်းရဲဒုက္ခကိုခံစားရပါတယ်ဒီဝေမာနိကအတူရမျိုးနွယ်တွေကဆိုရင်အလွန်ကျယ်ပြန့်ပါတယ်ဝေမာနိကအတူရဘုံထဲမှာဆိုရင်ငရဲပြည်ကိုအုပ်ဆုံးတဲ့ယာမမင်းပိဋ္ဌမျိုးနွယ်တွေမှာတကူကြီးမာတဲ့ပိဋ္ဌဘယင်ငရဲမင်းများငရဲထိန်များပိဋ္ဌဝိနထာဇတ်တော်မှာပါတဲ့ဗိမာန်အမျိုးမျိုးနဲ့နေကြတဲ့နေ့စညခံအတူရတွေကိုတော့ဝေမာနိကအတူရလို့ခေါ်ပါတယ်နံပါတ်4လောကန္တရိအတူရဒါကတော့ငရဲအတူရပါဒီအတူရရဲ့ပုံကတော့အလင်းလည်းမရှိအပူချိန်လည်းမရှိစကြဝဠာတစ်ခုနဲ့တစ်ခုဘိုဟိုချက်ဆုံရနေရာဖြစ်တယ်ဒီနေရာကိုလောကအန္တရာလို့ခေါ်တယ်တနည်းပြောရရင်စကြဝဠာ3ခုတို့ဆုံရလို့လည်းဆိုတယ်ဒီတတ္တဝါတွေကဆိုရင်ဂူအိမ်ထဲမှာရှိတဲ့လင်းတို့တွေကဂူနေရန်တနေရာနဲ့တနေရာကိုပြန်တန်ကတ်တွယ်နေသလိုမျိုးဒီပုံသားတွေဟာလည်းစကြဝဠာနေရတနေရာနဲ့တနေရာကိုပြန်တန်ပြီးနေကြရပါတယ်စားစရာမရှိပဲတကောင်နဲ့တကောင်အစာအသောက်အပြည့်စားတော့ပြီးနေရတဲ့အတွက်ကြောင့်အောက်ကိုကြာရင်လည်းအလုံးအေးခဲတဲ့ရည်တွေထဲကြာရတဲ့အတွက်ကြောင့်တည်ကြည်ပျက်စီးရပါတယ်ကိုယ့်ရဲ့အကုသိုလ်ကံမကုန်မချင်းထက်ခါတလဲလဲပြန်ခံနေရတဲ့အတွက်ငရဲပုံမှာပါဝင်တဲ့အတူရမျိုးဆိုပြီးဗုဒ္ဓဝင်အထကထာမှာပါရှိပါတယ်နံပါတ်5ပိဋ္ဌအတူရဒီပုံမှာရှိတဲ့ပိဋ္ဌတွေရာဆိုရင်စားစရာမရှိနေစရာမရှိအလွန်မို့သိပ်ဆောင်လောင်ကြတယ်တကဘာပြီးတကဘာပြောင်းခံရတယ်တချို့ပိဋ္ဌတွေဆိုရင်ဖျားတဆူပြီးတဆူပွင့်မိတာတောင်အစာရည်စာမစားတော့ရတာတွေရှိတယ်ကာလကတိစကအတူရတယောက်ဆိုရင်ရေငတ်လို့ဆိုပြီးဂင်္ဂါမြစ်အတွင်းကိုဆင်းပြီးရေစင်းတောက်လို့မြစ်ရည်တွေခန်းချောက်ပြီးမိခိုးတွေတဟုံထားတယ်လို့ဆိုတယ်တညလုံးပြေးလွားပြီးရေကိုရှာတာဘလို့မှစာမရတဲ့အတွက်ကြောင့်မနက်မိုးလေးတဲ့အခါမှာဆုံးခံကြောလာတဲ့ရဟန်းသုံးကျဲတို့ကိုမြင်ပြီးတော့အကျိုးအကြောင်းကိုပြောပြတဲ့အတွက်ဆရာတော်တွေကလည်းဂိဏဖြစ်ပြီးမင်းသေးတော့ပြေမှာအိမ်နေငါတို့တွေတပိတ်နဲ့ရေခတ်ပြီးမင်းကိုရေတိုက်မယ်ဆိုကရေတွေခတ်ပြီးတိုက်လဲသူ့ရဲ့ပါဇက်ထဲကိုရေတစ်စက်မှမဝင်ဘူးလို့သိရပါတယ်ခင်ဗျတော်တော်လေးကိုကြောက်စရာကောင်းတဲ့အကုသိုလ်တွေပါပဲဒါကြောင့်ဒီအပယ်လေးပုံမှာပါဝင်တဲ့အတူတကယ်ပုံဟာဆိုရင်အပေါ်ကတော့ပြောပြခဲ့တဲ့နံပါတ်3ဖြစ်တဲ့ဝေမာနိကပိဋ္ဌအမျိုးအစားနဲ့နံပါတ်5အမျိုးအစားဖြစ်တဲ့ပိဋ္ဌအတူရပုံကိုယူသိပါတယ်ဒါကြောင့်အာကုသိုလ်တွေအကျိုးပေးတဲ့အလုပ်တွေကိုဘယ်တော့မှမလုပ်မိဖို့ဒါကြောင့်ကိုယ့်ရဲ့တနစ်တာလုပ်ခဲ့တဲ့အလုပ်တွေဟာဆိုရင်သူတစ်ပါးမျက်ရည်ကြီးငယ်ပေါင်းကြားတဲ့အလုပ်တွေမဖြစ်ဖို့အရေးကြီးပါတယ်ခင်ဗျာဒီအကြောင်းအရာလေးတွေကိုတင်ဆက်ပြီးတဲ့အတွက်ကျွန်တော်ရဲ့ညီမငယ်လေးတွေအတူတကယ်ပုံအကြောင်းကိုထိုက်တဲ့လောက်သိသိနားလည်ပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့နောက်လာမယ့်ဗီဒီယိုလေးတွေကိုလည်းအားပေးဖို့ပြောကြရင်ကျွန်တော်ဒီမှာပဲနှီးကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးပဲဆွေးနွေးချမ်းမြေ့ကြပါစေခင်ဗျာ